သူရဲ့ကောင်းကအခြားကဘာကိုကဲတင်တယ်ဆိုတာမျိုးကိုကျွန်တော်တို့အမြဲကြားဘူးကြတယ်ဒါပေမဲ့သူဒီကဘာကိုပြန်ရောက်လာတဲ့အခါဘာဖြစ်မလဲဆိုတာသိလားတာမန်လူတယောက်ကတခြားကဘာကိုရောက်သွားပြီးသူရဲ့ကောင်းဖြစ်လာတယ်အပေါင်းအသင်းဒီစူစီပြီးမိတ်ဆက်ဘရင်ကိုနှိမ်နှင်းပြီးကဘာကြီးကိုကဲတင်လိုက်တယ်အဲ့ဒါမျိုးကိုအကျဉ်းတစ်ထောင်လောက်မြင်ဘူးကြမှာပါဒါပေမဲ့ကဘာကြီးကိုကဲတင်ပြီးတဲ့နောက်ဘာဖြစ်လဲဆိုတာဘယ်သူမှမပြောဘူးသူကကားတိုက်ခံရပြီးတခြားကဘာကိုရောက်သွားတယ်မိတ်ဆက်ဘရင်ကိုအောင်နိုင်ရင်အိမ်ပြန်ရမယ်လို့သူတို့ကပြောခဲ့တယ်ဒါနဲ့သူတိုက်ပွဲဝင်ခဲ့တယ်သွေးထွက်တန်ရုံဖြစ်ခဲ့တယ်အခက်ခဲပေါင်းများစွာကိုကြော်ဖြတ်ပြီးနောက်ဆုံးမိတ်ဆက်ဘရင်ကိုတက်နိုင်ခဲ့တယ်သူအိမ်ပြန်ရောက်လာခဲ့တယ်ဒါပေမဲ့ကဘာမြေမှာတော့တစ်နှစ်ပဲကြာသေးပေမဲ့အရာအဆုံးကပြောင်းလဲသွားပြီမိဘတွေဆုံးသွားပြီကြောင်းထွက်ခံရတယ်တငယ်ချင်းတွေလည်းမရှိတော့ဘူးဘယ်သူမှလည်းသူ့ကိုမယုံကြဘူးဘယ်သူမှလည်းဂရုမစိုက်ကြဘူးသူကကဘာကြီးတစ်ခုလုံးကိုကယ်တင်ခဲ့ပေမဲ့အပြန်အလှန်အနေနဲ့သူ့ရဲ့ကိုယ်ပိုင်ကဘာကိုဆုံးရှုံးလိုက်ရတယ်ဒီနေ့မှလည်းသူဒီလိုတွေးမိတယ်ငါဒီလောက်တောင်နာကျင်နေရရင်ဒီကဘာကြီးလည်းငါလိုပဲနာကျင်တဲ့တယ်တဲ့